အခုပြမဲ့ exercise ကအမတို့ manual squat run မှာထိုင်တဲ့ exercise ကလေးပေါ့နော်အမတို့ safety ကိုဒီပေါင်ရင်းနာလောက်ပေါ့နော်အဲ့လောက်မှာဟိုဘက်တောက်ဒီဘက်တောက် safety ခံပေးပါပြီးသွားရင်အမတို့ဟိုဘက်တောက်ဒီဘက်တောက်ထောက်တိုင်လေးချိတ်ထားတဲ့နေရာကပခုံးနေရာလောက်ကိုမှန်းချေလေးထားပေးပါပေါ့နော်ပြီးဂုတ်ဖော်လေးကိုဒီကြောအဖျားနာလောက်ကိုထားပေးပါဂုတ်နားမှာကပ်ပြီးတော့သွားတာမျိုးမဟုတ်ပေါ့နော်ဒီအဖျားလောက်ပြီးတန်းက weight ကများတော့ဖြစ်တန်း weight အလွတ်ကြီးပဲ20 kg လောက်ရှိတတ်တယ်ပေါ့အဲ့တော့အမားတို့စပြီး try မယ်ဆိုရင်ဒီ10အလွတ်နဲ့ပဲအရင်စ try ပေးပါပခုံးကျဲတိုင်းခြေထောက်ကိုနည်းနည်းလေးပိုချဲ့ပြီးတော့17နိုင်လက်တန်17တက်လောက်မှာခြေထောက်ကိုထားပြီးတော့ထိုင်ချပေးပါအမပြထားတာကတော့ full squat position ပေါ့နော်အောက်ထိမထိုင်နိုင်သေးဘူးဆိုရင် half squat position နဲ့စ try လို့ရပါတယ်ခြေဦးလားရနဲ့ဒူးလားရတူရမယ်ပေါ့နော်ပြန်ထားခြင်းညရင်ဒူးတွေရိုင်ထိုးပြီးမထားမိစေနဲ့ခါအားနဲ့မထားစီနဲ့ပေါ့နော်အမကကပတ်ကလေးပတ်ထားတယ်ခါအားမပါသွားအောင်ပေါ့နော် safety အနေနဲ့ပတ်ပြီးတော့ဆော့ခြင်းလည်းရတယ်ပေါ့နော်အမတို့ဒီ squat ထိုင်တဲ့ခါကျရင်ပေါင်နဲ့တင်မအားလေးနဲ့ထားဖို့လိုတယ်ခါအားမပါစေနဲ့မတည့်ရတဲ့ချိန်မှာအသက်ရှူထားပြီးတော့အောက်ကိုထိုင်တဲ့ချိန်ညရင်ရေငုပ်တလိုမျိုးအသက်ရှူထားတာကိုအောက်နာမယ်မတည့်ရတဲ့ချိန်ညမှာအသက်ရှူထားတာကိုထုတ်မယ်ပေါ့နော်အမတို့ဒါလေးပြန်ချိတ်တဲ့ခါကျရင်ဟိုဘက်တောက်နဲ့ဒီဘက်တောက်ကိုတေချာညီအောင်ကြည့်ပြီးချိတ်ပေးပါ